မင်္ဂလာပါ DSH United Fan Show မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ရပါတယ်ဆိုတော့ကျွန်တော်တို့ဒါမင်းညာတော့ညီကိုတွေတည်တဲ့အတိုင်းပဲကျွန်တော်တို့ Manchester United သင်းရတာ Tottenham Hotspur သင်းကိုအိမ်ဝင် Old Trafford မှာ 2-0 ဆိုတဲ့ရလဒ်နဲ့ဒါအနိုင်ရရှိခဲ့တယ်ပေါ့ဗျာဆိုတော့ဒီပွဲစဉ်မှာကျွန်တော်တို့ Manchester United အသင်းသားတွေအနေနဲ့ဒါတယောက်ချင်းတဦးချင်းတယောက်ချင်းဘယ်သူတွေကဘယ်လောက်ထိကောင်းခဲ့လဲဆိုတဲ့ဒါဘယ်သူတွေကဘယ်လောက်ထိကောင်းခဲ့လဲပေါ့ဗျာဆိုတော့အတူတူသုံးသက်ဆွေးနွေးမှုလေးပြုလုပ်သွားရအောင်ပါဆိုတော့တွားလဲအောင်ပါဆိုတော့ပထမဆုံးအနေနဲ့ဒါကျွန်တော်ကစားကွက်ခင်းချင်းကိုကြည့်မယ်ဆိုလို့ချင်းဒါထုံးစံတိုင်းပဲကျွန်တော်4-2-3-1ဆိုတဲ့ပုံစံမျိုးနဲ့ဒါပွဲထွက်လာတဲ့ဆိုတော့ဂိုးသမားနေရာမှာတော့ Sunny Lemans ကျွန်တော်ခံစစ်တန်းမှာဆိုရင်ဒီကိုဒါလို Harry Maguire ကျွန်တော် Martinez ရှိမယ်ကျွန်တော်ဘယ်ဘက်မှာကျွန်တော် Lucio ရှိမယ်ပေါ့ဗျာဆိုတော့ဒါထုံးစံတိုင်းပဲဒီကစားသမားဒီအစုအဖွဲ့ကကျွန်တော်ဒါပြီးခဲ့တဲ့ Fulham နိုင်ခဲ့တဲ့ပွဲစဉ်အစုအဖွဲ့ဖြစ်တယ်ဆိုတော့ဘာမှပြောင်းလဲသွားခြင်းမရှိဘူးဒီပေပေးပေါ်မှာ Kobe Mainoo Casemiro ရှိမယ်ကျွန်တော်တိုက်စစ်တန်းမှာတော့ဒါ Brian Mbeumo အထောင်နေရာမှာရှိမယ်ကျွန်တော် left wing မှာကျွန်တော်ခုညံရှိမယ် right wing မှာကျွန်တော် Amad Diallo ရှိမယ်ကျွန်တော် number 10 row မှာတော့ဒါ Bruno Fernandes ရှိမယ်ပေါ့ဗျာဆိုတော့ပထမဆုံးဂိုးသမားအနေနဲ့ဂိုးသမားအနေစပြောတယ်ဆိုတော့ဂိုးသမားဒီနေ့ပွဲမှာအဓိကကျွန်တော် Sunny Lemans ကဗမာကိုထူးထူးခြားခြားလောက်ရတယ်လို့မရှိဘူးဆိုတော့ तू အဓိကဆေးလဲရတာတစ်ချိန်တော့ရှိတယ်မှတ်ရဒီတစ်ချိန်တော့ तू ဆေးလဲရတယ်ပေါ့ဗျာဆိုတော့ကျန်နာရတော့သူ့အနေနဲ့ကျွန်တော်ဘောလုံးဆေးရတယ်ဆိုတာသိမရှိဘူးသူဘောလုံးနောက်ကိုပြန်လာလို့ရှိရင်မာတီနက်တို့ဘာတို့နဲ့အရှိတ်ဆက်လောက်တာဒီလောက်ပဲရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီဂိုးသမားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနေ့ပွဲမှာပေါ့ဗျာဒီနေ့တပွဲစာအတွက်အဲ့လောက်ကြီးအထိဘာမှပင်မမရှိခဲ့ဘူးသူ့အနေနဲ့လောက်ကွက်လေဒီနေ့တိတ်ပြီးတော့မများခဲ့ဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ဆေးတစ်ချိန်ရှိတယ်ကျန်တာတော့အဲ့လောက်ကြီးအထိမရှိဘူးဆိုတော့ဂိုးသမားဒီနေ့ပွဲအတွက်ဘယ်လိုပြောရမလဲတိတ်ပြီးတော့အလုံးမရှုပ်ခဲ့ဘူးပေါ့ဗျာဂိုးသမားအတွက်ကအလုံးမရှုပ်ခဲ့ဘူးပုံမှန်ပဲကျွန်တော်ပွဲထဲမှာပွဲကစားတယ်ဆိုတဲ့ပုံစံမျိုးပြိုင်ဘက်ကလည်းတယောက်ရော့သွားတဲ့အခြေအနေဆိုတော့ကိုရီအတွက်ဘာမှအခက်အခဲမရှိလိုက်ဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ဂိုးသမားကတော့ဒီလောက်ပါပဲဆိုတော့ဒီကိုဓာတ်လုံးနဲ့ပတ်သက်ပြီးကျွန်တော်ဒါပြောကြည့်အောင်ပါဆိုတော့ဒီကိုဓာတ်လုံးကကျွန်တော်ဒါအခုဖန်တီးမှုတစ်ချိန်ရတယ်ဆိုတော့ဒီကိုဓာတ်လုံးကပွဲထဲမှာကြည့်လို့ရှိရင်ကျွန်တော်ဒါပြိုင်ဘက်ကတယောက်ရော့သွားတဲ့အနေအထားမှာကျွန်တော်တို့ကပြိုင်ဘက်ကိုဖိပြီးတော့ကစားရတယ်ဆိုတော့တိုက်စစ်မှာလူတွေအများကြီးကစားတယ်ကျွန်တော်ခံစစ်မှာ3ယောက်ပဲကြံခဲ့တယ်ဒီကိုဒါလော်ရဲ့ Harry Maguire ရဲ့မာတီနက်ရဲ့ပုံစံမျိုးကြံခဲ့တယ်ဆိုတော့လူရှိုးကကျွန်တော်ရှေ့ထိတက်တယ်ပေါ့ဗျာကျွန်တော်3 back ပုံစံမျိုးနဲ့ဒါပြိုင်ဘက်ကိုတိုက်စစ်ဆင်တယ်ဒီနေရာမှာဒါလော်ရဲ့ဒါ best တရလည်းတော်တော်လေးအရေးပါရာရောက်ခဲ့တယ်ဆိုတော့ဒါလော်ကျွန်တော်ခံစစ်3ယောက်တန်းမှာတော်တော်လေး3ယောက်တန်းကစားတဲ့ပုံစံမျိုးဖြစ်သွားဗျာပြိုင်ဘက်ကိုဖိနေတဲ့အချိန်မှာကျွန်တော်တို့ကအဲ့တော့3-2ဘယ်လိုပြောမလဲ3-2-5ပေါ့ဗျာ3-2-5ပုံစံမျိုးနဲ့သွားတဲ့အချိန်မှာဒီကိုဒါလော့ရဲ့ pass long pass တချို့နေရာလေးတော်တော်လေးလှုပ်ဖြစ်ခဲ့တာတွေ့ရတယ်ဆိုတော့ဒီကိုဒါလော့ဒီနေ့ပွဲမှာပုံမှန်ရှေ့စွမ်းရဲ့ attack ကိုရောက်ခဲ့တယ်လို့ကျွန်တော်တို့ထင်တယ်ဆိုတော့ Harry Maguire နဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်လေးသဘောကျတဲ့အချက်ရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့ Harry Maguire United အသင်းမှာအဝေးဖန်ခံရဆုံးကစားသမားဖြစ်တဲ့ပရိသတ်တွေရဲ့ troll လို့တာခံရဆုံးကစားသမားဖြစ်တဲ့ဒါထက်တန်အောင်ဗျာ Harry Maguire ပြန်လာနိုင်စွမ်းကတော်တော်လေးဒါရှိကျူးရမယ်လူငယ်ကစားသမားတွေအတွက်ဒါအတူယူရမယ်ကစားသမားတယောက်လည်းဖြစ်တယ်အနေအေးတယ်အသင်းအတွက်ဆိုလို့ရှိရင်အသင်းဥပမာဗျာပွဲထဲမှာတစ်ခုခုဖြစ်ပြီဆိုလို့ရှိရင်သူထိတ်ဆုံးကပါတယ်သူ့ကိုပုံမှန်ကြည့်မယ်ဆိုရင်သူရေခဲတုံးပုံစံမျိုးပေါ့ဗျာသူဘာမှမလုပ်မရှက်အေးဆေးဆေးနေတဲ့ကစားသမားဖြစ်တယ်တကယ်ဒါပြိုင်ပွဲထဲမှာအငင်းပွားမှုပဲဖြစ်ပြီဆိုလို့ရှိရင်သူ့အနေနဲ့ဒါထိတ်ဆုံးကနေပြီးတော့သူ့အနေနဲ့ကျွန်တော်ကပတိန်ဟောင်းလည်းဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒါထိတ်ဆုံးကနေဆော်ကတက်တယ်ဒီလိုမျိုးနေရတယ်မှာတော်တော်လေးအားကိုးကဒီနေ့ပွဲမှာဆိုရင်သူဆိုလန်ကီကိုဒါအစောပိုင်းမိနစ်ဒီမှာတော်တော်လေးထင်းရှုပ်သွားဆိုလန်ကီလို့ကစားသမားမျိုးကိုဒါပိုင်နဲ့ထင်းရှုပ်သွားတာကိုတွေ့ရှိရတယ်ဆိုတော့တော်တော်လေးအဆင်ပြေတယ်ဗျ Harry Maguire ဒါကျွန်တော်တို့တယောက်တာစီရနေတဲ့အချိန်မှာနောက်တန်းမှာကျွန်တော် Harry Maguire မာတီနက်ဒီကိုဒါလို့ဒီ3ယောက်ကပဲဘောလုံးအဆင်ပြေနေပြေကင်နေဒီကနေမှဒါမာတီနက်ကနေမှကျွန်တော် line breaking pass တွေပေးတယ်ပေါ့ဗျာဒီလိုပုံစံမျိုးနဲ့သွားကြဆိုတော့သူတို့3ယောက်ကနောက်တန်းမှာတော်တော်လေးအဓိကဘောလုံးထိချက်များခဲ့ရလဲသူတို့ပဲလို့ကျွန်တော်တို့ထင်တယ်ပေါ့ဗျာဆိုတော့Harry Maguireဒီလောက်ဒီပုံစံမျိုးပေါ့ဗျာ Harry Maguire တော့ဒီလိုမျိုးတော်တော်လေးဒီနေ့ပွဲမှာလည်းတော်တော်လေးရှင်နေကောင်းခဲ့တယ်ဆိုတော့ဘာမှတော့ကိုရီးယားဘလောက်ထိဘလို့နေရာတွေမှာဘလို့လှုပ်သွားတယ်ဘလို့ရှင်လူလိုက်ပါလို့ပြောစရာတော့ဒီနေ့ပွဲစဉ်တော့ကတိတ်မရှိဘူးဗျာဘာဖြစ်လို့လဲဆိုတော့ဒီနေ့ပွဲစဉ်မှာကိုရီးယားအဆရအတာစီးရကစားရတယ်ပြိုင်ဘက်ကသူတို့ခံစစ်ကြောင်းမှာပဲကစားနေရတာဆိုကျွန်တော်တို့ခံစစ်ကစားသမားတွေတော့တိတ်ပြီးအလုံးမရှုပ်ခဲ့ဘူးဆိုတော့Harry Maguireကတော့ပုံမှန်ပေါ့ဗျာပုံမှန်ရှေ့စမ်းပေါ့ဗျာဆိုတော့
မာတင်နဲ့ဆိုတော့မာတင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ပွဲမှာမာတင်နဲ့ဘာမှသိပ်ပြီးတော့ကျွန်တော်အတူတူပဲဗျာခန်းစစ်ကစားသမားဘာမှအသိပ်ပြီးတော့အလုံးမရှိုးလိုက်ဘူးမာတင်နဲ့ကောဟယ်ရီမကွန်ယန်ရောဒီကိုဒါလောကျွန်တော်ခန်းစစ်ပိုင်းအတွက်ဘာမှအလုံးမရှိုးလိုက်ဘူးကျွန်တော်တိုက်စစ်စင်ဖို့အတွက်တော့နည်းနည်းလေးခေါင်းစားတရားလေးရှိရပေါ့ဗျာပြိုင်ဘက်က low block ကစားနေတဲ့အချိန်မှာပြိုင်ဘက်ကဒါကွင်းထဲမှာ9ယောက်10ယောက်ကျန်တဲ့10ယောက်လုံးကသူတို့ဒါ14ကိုက်18ကိုက်စီးနာမှာအကုန်လုံးပိတ်နေတာဆိုတော့ဒါတွေအတွက်ဒါတွေကိုဖောက်ထွင်းဖို့သူတို့မှာအကြံဉာဏ်တွေထုတ်ရတာဒါတွေတော့ရှိတာပေါ့ဗျာဆိုတော့ဒီညမှာမာတင်နက်ကတော်တော်လေးရေးပါတယ်ကစားသမားဖြစ်တယ်ဆိုတော့ကျွန်တော်တို့ United မှာ Bruno ကအစားထိုးလို့မရတဲ့ကစားသမားဆိုလို့ရှိရင်မာတင်နက်လဲဒါအပါဝင်လို့တော့ပြောလို့ရတဲ့အနေအထားမှာရှိတယ်ဆိုတော့မာတင်နက်ကိုလည်းဒါမေ့ထားလို့တော့မရဘူးဆိုတော့ဘာဖြစ်လို့လဲဆိုတော့ညအပွဲမှာဆိုရင်ကြည်ဗျာကျွန်တော်ခန်းစစ်3ယောက်မှာခန်းစစ်နောက်ဆုံး3ယောက်ထိုင်လိုက်တယ်ထုံ3ယောက်ထိုင်လိုက်တဲ့အနေအထားမှာမာတင်နက်ကဘောလုံးတွေကိုဒါဖြန့်တယ်သူ့အနေနဲ့ဒါဘောလုံးတွေကိုရရင်ရတယ်လို့ဖြန့်ဖို့ကြိုးစားတယ်ခန်းစစ်ကသူ့ရှိလာလူလို့သူဒါဖြန့်ဖို့မလွယ်တော့ဘူးဆိုလို့ရှိရင်သူဘေးနားမှာရှိတဲ့ဒါမကွန်ရတို့နဲ့လူရှိုးတို့ပြန်တွဲကစားမျိုးတွေရှိတယ်သူကစိတ်မြင်နေပြင်းနဲ့ဗျာသူဘောလုံးအေးစစ်လုံနေကျွန်တော်တို့စိတ်မရှိဘူးဗျာသိရမလားဘောလုံးကိုဒီတယောက်ရော့နေတဲ့အနေထားမှာကျွန်တော်သွင်းကိုတွေအများကြီးမြင်ကျင်တဲ့ကောင်တွေဆိုတော့သူတို့စိတ်မြင်နေပြင်းနဲ့လုံနေတာကျွန်တော်တို့စိတ်မရှိဘူးသို့မြင်တော်တော်လေးမာတင်နက်ကဒါဒီပညာသားပပနဲ့တော်တော်လေးစိတ်မြင်နေပြင်းနဲ့ဒါဘောလုံးကင်သွားတယ်ကင်ပြီးတော့မှဒါ line တချို့line breaking pass တွေပေးတာတော်တော်လေးဒါခိုဘီမေနူတို့ဘာလို့လဲတော်တော်လေးအတွဲဖက်တွေကောင်းတယ်လို့ကျွန်တော်တို့ထင်နေဆိုတော့ညီကိုလေးဘလို့ထင်ကြတယ်မာတင်နက်နဲ့ပတ်သက်ပြီးတော့သူဘောလုံးထိန်းလိုက်တဲ့ဒီချိန်တော့သူအမှားရှိခဲ့တယ်ပေါ့ဗျာဒါလေးကတော့နည်းနည်းလေးဒီအချက်လေးတော့နည်းနည်းလေးဒါဒီနေ့ပွဲမှာအမှားပေါ့ဗျာအမှားလေးတစ်ခုဆိုတော့ဘယ်ကျမ်းမှာရှိနေတဲ့လူရှော့နဲ့ပတ်သက်ပြီးတော့လဲဒါသူလည်းဒီနေ့ပွဲမှာအမှားဒီချိန်တော့ကျူးလွန်ခဲ့တယ်သူပြိုင်ဘက်ကိုဘောလုံးမှားပေးလိုက်တာလားမသိဘူးဘောလုံးပြိုင်ဘက်ကိုမှားပေးလိုက်တာတော့မဟုတ်ဘူးဗျာကိုသင်းကလူတွေအတွင်းထဲကိုပြန်ရှိုးပေးလိုက်တဲ့အချိန်မှာပြိုင်ဘက်ကဒါဝင်ဖြတ်ပြီးတော့ဒါဆိုလန်ကီလာဂျာဗီဆိုင်မွန်လားမသိဘူးရသွားပြီးတော့ဒါဒီလုံးမဲ့ကျွန်တော်ကိုသမားဆေးလိုက်ရတယ်ဆိုတာဆိုတော့လူရှော့နဲ့ပတ်သက်ပြီးအမိုရင်ထွက်သွားပြီးတဲ့နောက်ပိုင်းမှာပို့ပြီးတော့ကောင်းလာတယ်လို့ကျွန်တော်ထင်တယ်အသင်းကစားသမားတွေကိုကြည့်လို့ရှိရင်ဗျာအမိုရင်မရှိတော့တဲ့နောက်ပိုင်းမှာပို့ပြီးတော့ကစားသမားတွေကစိတ်လွတ်လပ်မှုပို့ပြီးတော့စိတ်လွတ်လပ်နဲ့ကစားလာနိုင်ကြတယ်လို့ထင်တယ်ဆိုတော့သူ့နေရာနဲ့သူရိုးရှင်းချင်းပဲကစားရတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့လဲဒါရှေ့စွမ်းပြလာနိုင်တယ်လို့ကျွန်တော်ထင်တယ်ဒီယိုဒါလောတို့ပဲကြည့်တာကျွန်တော်လူရှိုးကိုပဲကြည့်အရင်တော့ဒီယိုဒါလောဆိုရင်ဗျာသူမကစားတဲ့ဒါ win back ကိုတက်ကစားရတယ်ဆိုတော့ဒီနေရာမှာအမှားတွေအများကြီးရှိတယ်ဒီလက်ရှိပုံစံမှာဆိုရင်သူ့အတွက်အကောင်းဆုံးနေရာဖြစ်တဲ့ဒါ right back မှာကစားတဲ့အတွက်ကြောင့်မလို့တော်တော်လေးဒါအဆင်ပြေခဲ့တဲ့အနေအထားမှာရှိခဲ့တယ်ပေါ့ဗျာဆိုတော့ကျွန်တော်ဒီဘက်ပေးပေါ်မှာကြည့်အောင်ဒီဘက်ပေးပေါ်မှာဆိုရင်ကစမဲရိုခိုဘီမေနူတော်တော်လေးဒီနေ့ပွဲမှာတော်တော်လေးကောင်းခဲ့တယ်ဘောလုံးတွေကိုဒါပိုင်ဆိုင်မှုအသာစီးဒီဘောလုံးတွေတခြားကင်ထားပြီးတော့မှဒါတခြားတိတိကျကျဘောလုံးပေးပို့မှုတွေတိတိကျကျလုံနိုင်တယ်ဆိုတော့ခိုဘီမေနူဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ပွဲမှာတော်တော်လေးကြိုက်တယ်ဗျာသိလားခိုဘီမေနူကဒီနေ့ပွဲမှာတော်တော်လေးဒါဘောလုံးထိချက်အချိန်100အထိရှိခဲ့တယ်ဆိုတော့open box ထဲမှာဘောလုံးထိချက်3ချိန်ရှိတယ်တော်လေးအဆင်ပြေတဲ့ကစားသမားဖြစ်တယ်ကျွန်တော်တို့တော်တော်ကြိုက်တယ်ဗျာခိုဘီမေနူနဲ့ပတ်သက်ပြီးခိုဘီမေနူကိုအမြဲတမ်းဒီကစားသမားပွဲထွက်ကစားခွင့်ရတိုင်းရှေ့စမ်းမပြနိုင်ဘူးဆိုတဲ့ပွဲကတော်တော်လေးရှားတယ်ဆိုတော့ကစမဲရိုရှိနေရလဲခိုဘီမေနူတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ခိုဘီမေနူကဒီနေ့ပွဲမှာကျွန်တော်ထင်ထားတာထက်ပိုပြီးတော့ကောင်းခဲ့တယ်ဆိုတော့ဂိုးဖန်တီမှုတစ်ချိန်နဲ့ရရှိခဲ့တယ်ဆိုတော့ဒီဂိုးဖန်တီမှုမှာလည်းတော်တော်လေးဒါ Bruno Fernandes ရဲ့ဒီခိုဘီမေနူရဲ့ Brian Mbeumo ရဲ့ဂျားထဲမှာတော်တော်လေးဒါနားလည်မှု connection ကောင်းနေရှိနေတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့သူတို့ training မှာလည်းတော်တော်လေးလေ့ကျင့်ထားပုံရတယ်ဗျာဒီလုံးကြီးရဆိုတော့ကစမဲရိုကတော့ဗျာကျွန်တော်တို့သိလားသူဒီယာဒီကုန်းလုံးချင်း United ကနေနားတော့မယ်ဆိုပြီးတရင်ထွက်လာပြီးရဲ့နောက်ပိုင်းပို့ပြီးတော့များကောင်းလာပို့ပြီးတော့တောင်မှကောင်းလာတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အနီကက်ကလည်းသူ့ကြောင့်ရခဲ့တဲ့ပြိုင်ပွဲထဲမှာလည်းတော်တော်လေးအဆင်ပြေနဲ့ကစားသွားနိုင်ခဲ့တယ်သူကလည်းဘောလုံးထိချက်တော်တော်လေးများခဲ့တယ်ဗျာသိရဘောလုံးထိချက်65ချိန်ဆိုတော့ကိုဘီမေနူနဲ့တိတ်ပြီးတော့မထူးရှားဘူးအသက်33နှစ်အရွယ်ကစားသမားတစ်ယောက်ကိုကျွန်တော်တို့ဒါလက်လို့ရတော့မယ်ပေါ့ဗျာဒါလာမဲ့ရာသီမှာတော့ဆိုတော့သူ့တက်ပို့ပြီးတော့ကောင်းတဲ့ကစားသမားမဟုတ်ရင်တော့သူ့နေရာမှာဒီကာဘာလုပ်ပေးနိုင်မဲ့ကစားသမားမျိုးကိုပြင်ရဖို့ကျွန်တော်တို့မျှော်လင့်တယ်ဆိုတော့ကစမဲရိုလည်းညအပွဲမှာတော်တော်လေးဒါအဆင်ပြေတာထက်ကိုပိုခဲ့တယ်ဆိုတော့ကိုရီးယားဘောလုံးကင်ကစားတဲ့အချိန်တွေမှာဒါပို့ပြီးတော့
အရင်တော့ဆိုရင်ဗျာကိုရီးယားဘောလုံးကင်ကစားတဲ့ချိန်မှာဆိုကိုရီးမှာကျွန်တော် low block ဖြီးနိုင်စွမ်းမရှိဘူးဒီပြဿနာတော်တော်လေးတက်တယ်ဗျာအခုကျတော့အဲ့လိုမျိုးမဟုတ်ဘူးတော်တော်လေးညပွဲမှာအဆင်ပြေတယ်ကိုပီမဲနုကက်စမဲရိုဆိုလို့ရှိရင်ဘောလုံးတွေကိုတခြားကင်ထားတယ်သူတို့နှစ်ယောက်ကြားမှာအရှိတ်ဆက်လေးမြင်ရတယ်ကျွန်တော်တို့တိုက်စစ်လမ်းကြောင်းပေးဖို့ဒါအခွင့်အရေးတိုက်စစ်လမ်းကြောင်းပေးတယ်ဆိုတော့ vertical pass လေးပေးတယ်ဆိုတော့တချို့ဘောလေးဆို one tap pass လေးနဲ့ပတ်ဒီလိုမျိုးလေးလုပ်သွားတယ်တော်တော်လေးလှတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီပေးပေါ်မှာကစားတဲ့ကိုပီမဲနုကက်စမဲရိုအတွဲကိုတော်တော်လေးနှစ်သက်တဲ့ထဲမှာပါတယ်ဆိုတော့ကျွန်တော်တိုက်စစ်မှာရှိနေတဲ့ဒါအမက်ဒီယာလိုဆိုတော့အမက်ဒီယာလိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်သူ့ရဲ့ပုံမှန်ရှည်စွမ်းထက်နည်းနည်းလေးသူလည်းည chance တော်တော်များများရတယ်ဗျာဒီညမှာကျွန်တော်ပြိုင်ဘက်ကဂိုးသမားလေးတော်တော်လေးရှိကျူးနေတယ်ဗျာပြိုင်ဘက်ကဂိုးသမားလေးတော်တော်လေးဒီဒါဘက်ဂါရီယိုဆိုတာတော်တော်လေးစေးတော်တော်လေးများတယ်ဗျာသူစေးသွားတဲ့စေးတွေကဆိုတော့စေးဘယ်နှကြိမ်တော့မှရှိခဲ့လဲဆိုတော့သူကစေး၈ကြိမ်ရှိခဲ့တယ်၈ကြိမ်တော်လေးကောင်းတဲ့စေးတွေကိုသူစေးသွားတယ်ကက်စမဲရိုကောင်းတဲ့ရှက်တို့ကျွန်တော်မှတ်ရဘရိုင်ဘမိုကန်ချက်တို့အမက်ဒီယာလိုရဲ့ဒါဘယ်ရှင်နဲ့ရှိုးပြီးတော့ကန်လိုက်တဲ့ရှက်တော်လေးကောင်းတဲ့စေးကိုစေးသွားနိုင်တယ်ဆိုတော့အမက်ဒီယာလိုကလက်ရှိကျွန်တော်သွင်းကိုနဲ့ဂိုးဖန်နီမှုအများရှိခဲ့ဘူးဆိုသည့်တိုင်အောင်တော်တော်လေးသူ့ရဲ့ညာချက်မှာလည်းသူကတော်တော်လေးလှုပ်ဖြစ်ခဲ့တယ်ဆိုတော့သူနဲ့ Bruno Fernandes ကျွန်တော် Embomo ကြားသူကအကုန်လုံးလှည့်ကစားနေရဗျာသူကအငြိမ်မနေဘူးသူတိုက်စစ်များဥမှာရှိနေတဲ့ဒီ၄ယောက်ကအငြိမ်မနေဘူးအကုန်လုံးကတယောက်တည်းလှည့်ပိုက်ပြီးကစားနေတယ်ဆိုတော့နံပါတ်10လုံးမှာခုညာရောက်သွားတယ် Brian Embomo ရောက်သွားတယ်ဒါ Bruno ကကျွန်တော်အထောင်နေရာရောက်သွားတယ်ဒီလိုမျိုးလှည့်ကစားနေတာဆိုတော့သူတို့၄ယောက်ကိုဒါခံမှန်းလို့မရဘူးပြိုင်ဘက်တော်တော်လေးအလုတ်ရှုပ်တဲ့ထဲမှာပါတယ်ဆိုတော့အမက်ဒီယာလိုလည်းညပွဲမှာကျွန်တော်ပုံမှန်ရှည်စွမ်းပါပဲကျွန်တော်တို့ပုံမှန်ရှည်စွမ်းပဲလို့ထင်တယ်ဆိုတော့အမက်ဒီယာလိုကစားသမားမျိုးတွေကညပွဲမှာဆိုလို့ရှိရင်တော်တော်လေးသွင်းကိုတို့ဂိုးဖန်နီမှုတို့မြင်ရနိုင်တဲ့ကစားသမားတွေဆိုတော့သူလည်း chance တော့ရခဲ့တယ်ဗျာဂိုးပေါက်ကန်သွင်းခွင့်လည်းရတယ်ဒါပေမဲ့ဂိုးသမားပို့ပြီးတော့ဒါကိုရီထက်ဂိုးသမားပို့ပြီးတော့ဆေးလုံနိုင်ခဲ့တယ်ပေါ့ဗျာညဒီဂိုးသမားတော့တော်တော်လေးကြိုက်တယ်ဗျာဘဂါရီယိုဆိုတော့Bruno Fernandes Bruno ကတော့ကျွန်တော်ပြောစရာတော့ကျွန်တော် Bruno နဲ့ပတ်သက်ပြီးဘာမှတော့ပြောစရာလိုမှမထင်ဘူးကျွန်တော်တို့နှုတ်ကထွက်မဲ့စကားတွေနဲ့ Bruno နဲ့ကတော်တော်လေးအစင်းတန်းညတော်တော်လေးကွာနေတယ်ပဲလို့ကျွန်တော်ထင်တယ်ဆိုတော့ Bruno ကတော့ Bruno ဖြစ်နေသေးပဲဆိုတော့ဒါကြောင့်လို့ Bruno အကြောင်းတော့သိမပြောတော့ဘူးဆိုတော့ Bruno ကဆရာကြီး Bruno ရဲ့ရှေ့စွမ်းကဗျာကျွန်တော်တို့သွားပြီးဝေဖန်လို့အရာနေတဲ့ထဲမှာတော့မပါဘူးဆိုတော့ Bruno ရဲ့ရှေ့စွမ်းကတော့သွားပြီးတော့ဒီနေ့ပွဲမှာတော့သိပြောမနေ Bruno ကပွဲတိုင်းမှာကောင်းနေတဲ့ကစားသမားဆိုတော့ဗျာ Bruno ရဲ့ရှေ့စွမ်းနဲ့ပတ်သက်ပြီးတော့သိမပြောရှင်တော့ဆိုတော့ကျန်တဲ့ကစားသမားတွေပဲအဓိကပြောဆိုတော့ခုညာကတော့ဗျာညပွဲမှာတကယ်တချို့အလုံးတွေမှာနည်းနည်းလေးsloppy ဖြစ်တယ်ဗျာနည်းနည်းလေးတချို့လုံးတွေမှာဆိုလို့ရှိရင်ဒါဘောလုံးသူစောင့်နေတယ်ဘောလုံးအစားထုတ်တာများသွားတာတို့ဘောလုံးနဲ့အတူဒီဘောလုံးသူစောင့်နေတဲ့အချိန်မှာပြန်မကောက်ဝင်လူသွားဒီလိုလုံးနေရှိရညတော့ခုညာတော့နည်းနည်းလေးပုံမှန်ရှည်စွမ်းအောက်ကိုကျွန်တော်ရော့တယ်လို့ထင်တယ်ဆိုတော့ညီကိုတွေဘယ်လိုထင်ကြလဲခုညာနဲ့ညရှည်စွမ်းဒါခုညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပုံမှန်ရှည်စွမ်းအောက်ကိုရောက်ခဲ့တယ်လို့ကျွန်တော်ထင်တယ်သူ့အနေနဲ့ဒါလောက်ကွက်တိတ်တော့များဆဆမရခဲ့ဘူးဆိုတော့အေဂျာထိတ်မှာသူတို့တိုက်စစ်၄ယောက်တွဲလုံးလေးတွေမြင်တချို့ movement လေးတွေမြင်ရတယ်သို့ပေမဲ့လည်းလို့ဒါသူ့ရဲ့ပထမဆုံးဒါပွဲစပြီးတိတ်မကြခင်မှာသူ့ရဲ့ကန်ရက်ဗျာအဲ့ဒီအလုံးကျွန်တော်ဝင်သွားပြီထင်တာဗျာဘယ်နှမိနစ်လောက်တုန်းကျွန်တော်မိနစ်အပိုင်းခြားတော့မှတ်မိတော့တော်တော်လေးတကယ်တမ်းသူအဲ့ဒီအလုံးကနည်းနည်းလေးစက္ကန့်ပိုင်းလေးဒါနောက်ကျမှကန်လိုက်ရင်ကျွန်တော်အဲ့ဒီအလုံးကဂိုးလောက်တယ်ဗျာတော်တော်လေးကောင်းတယ်အဲ့ဒီအလုံးကလည်းသိလားကျွန်တော်တို့ဒါအာဆင်နယ်ပွဲမှာတော့လို့ကန်ချက်မျိုးဗျာအဝေးကန်ချက်ခုညာရဲ့ဒါအဝေးကန်ချက်တွေကလည်းနည်းနည်းလေးစိတ်လှုပ်ရှားစရာကောင်းတဲ့ထဲမှာတော့ရှိရသုံးသူ့အနေနဲ့ညပွဲမှာတော့ပုံမှန်ရှည်စွမ်းအောက်ကိုရောက်တယ်လို့ကျွန်တော်တို့ထင်တယ်ဆိုတော့ညီကိုတွေဘယ်လိုထင်ကြလဲခုညာနဲ့ပတ်သက်ပြီးတော့ဆိုတော့တိုက်စစ်ပိုင်းမှာအထောင်မှာကစားနေတယ်ကျွန်တော် Brian Embomo ဆိုတော့ Embomo ရဲ့ဒါသွင်းကိုဆိုလေကျွန်တော်ရှေ့မှာပြောခဲ့တဲ့ကိုပီမင်းနူအကြောင်းပြောရင်းနဲ့ဒီသွင်းကိုတော်တော်လေးဒါအီသွင်းမြင့်နဲ့သွင်းကိုဖြစ်တယ်ဆိုတော့သူတို့ training မှာလည်းဘယ်လောက်ထိစူးစမ်းထားလဲဘယ်လောက်ထိဒါအရှိတ်ဆက်မီ connection မီနဲ့သူတို့တွေရဲ့ဒါ training မှာသူတို့ရဲ့စူးစမ်းမှုပေါ့ဗျာဒါကျွန်တော်တို့ဒါပွဲပြီးတော့Facebook မှာစာမျက်နှာမှာဒါဖတ်လိုက်ရတဲ့ဒါ Johnny Event ရဲ့စူးစမ်းအထုမှုဆိုပြီးတော့လည်းဒါသတင်းတွေကြည့်ရတယ်ဒါပို့ပြီးတော့လည်းကောင်းတယ်ဗျာသိရမလားဆိုတော့ Johnny Event ရဲ့ဒါစူးစမ်းအထုမှုဆိုပြီးတော့ဒါသတင်းတွေဖတ်လိုက်ရတယ်ဆိုတော့ပို့ပြီးတော့ကောင်းတယ်ဒီလိုမျိုးသတင်းတွေလက်ရှိချိန်မှာဗျာအပြူသဘောဆောင်တဲ့သတင်းတွေကိုဖတ်ရတယ်ပို့ပြီးတော့ကောင်းတယ်အသင်းကလမ်းကြောင်းမှန်ကိုလည်းရောက်ခါသားရှိနေတဲ့အချိန်မှာဒီလိုမျိုးသတင်းတွေကြားရတာပို့ပြီးတော့ဒါကိုရီအသင်းအတွက်အများကြီးကောင်းတယ်လို့ပြောလို့ရဆိုတော့ည Brian Embomo ကစားသွားတာနဲ့ပတ်သက်ပြီးတော်တော်လေး Brian Embomo ကဗျာတော်တော်ပွဲကြီးတိုးတဲ့ကစားသမားလို့ပြောလို့ရတယ်ဆိုတော့ပွဲကြီးမှာသူဂိုးရှူခဲ့တာ
ဆိုတော့ပြီးခဲ့တဲ့ပွဲမှာလည်းသူဂိုးရှူခဲ့တယ်ဖူလန်နဲ့ပွဲမှာတော့သူဂိုးမရှူခဲ့ဘူးထင်တယ်ဒါမှတ်တော့မမှတ်မိတော့ဖူလန်နဲ့ပွဲမှာသူဂိုးမရှူခဲ့ဘူးပေါ့ဗျာသူဖူလန်နဲ့ပွဲမှာတော့သူဂိုးမရှူခဲ့ဘူးအဲ့ရှိပွဲမှာတော့သူဂိုးရှူခဲ့တယ်အာဆင်နယ်နဲ့ပွဲတို့ဒါမန်ချက်စတာစီးတီးနဲ့ပွဲတို့မှာတော့သူသွင်းဂိုးရရှိခဲ့တယ်ဆိုတော့ညပွဲမှာတော့သူသွင်းဂိုးတစ်ဂိုးရရှိခဲ့တယ်ဆိုတော့တော်တော်လေးတိုက်စစ်ပိုင်းမှာသူတို့ဒါမာတီယကူညာတော့တော်တော်လေးဒါအချိန်နှောင်းနေဗျာသူတို့ကစားလေတော်တော်လေးကြီးလို့တော့လှတယ်သူတို့ကစားနေသူတို့ရဲ့ကစားပုံတယောက်နဲ့ကြားမှာနားလည်မှုတော်တော်လေးအဆင်ပြေတဲ့အဲမှာရှိတယ်ဆိုတော့လက်ရှိချိန်ဒီမိုက်ကယ်ကားရဲ့လက်အောက်မှာကျွန်တော်၄ပွဲကစားတယ်၄ပွဲကစားပြီး၄ပွဲအနိုင်ဆိုတော့ရာနှုန်းပြည့်နိုင်ပွဲရရှိထားတယ်မိုက်ကယ်ကားရဲ့အတွက်တော့ဒါစာမေးပွဲအောင်ယုံနေမကဘဲနဲ့ဒါဂုံတူးပါထွက်နေတဲ့အနေအထားမှာရှိတယ်ဆိုတော့ညီကိုတွေဘယ်လိုတင်ကြလဲဒီညပွဲနဲ့ပတ်သက်ပြီးညီကိုတွေရဲ့စိတ်ထဲမှာဒါအကောင်းဆုံးကစားသမားကဘာတူလဲကျွန်တော်တို့တော့ဒါခိုဘီမိန်နူးလို့ကျွန်တော်တော့ပြောချင်တယ်ဗျာခိုဘီမိန်နူးကတော်လေးဒါသူ့အနေနဲ့ဆိုရင်ဗျာအရင်ဒီယာဒီဆိုရင်ဒါပွဲထွက်ခွင့်ရတာဒါမိုက်ကယ်ကားရဲ့လက်အောက်ကျွန်တော်ရှေ့မှာဆိုရင်ဟိုရှိမယ်ကျွန်တော်ဒါနဲ့ flasher လက်အောက်ဒါပဲရှိခဲ့တာဗျာဆိုတော့ဒီသူထန်ကုန်ရှိမှပွဲထွက်ခွင့်ရမှာထန်ကုန်ကျွန်တော်6ပွဲ9ပွဲဒီလောက်ပဲဗျာသူရှေ့ပွဲမှာမကစားရဘူးမကစားရတိတိုင်သူကွင်းထဲကိုပြန်ရောက်တဲ့အချိန်မှာရှက်ရှင်းဆိုသလိုပဲဒါသူ United အသင်းသားတွေနဲ့သူအထိုင်ပြန်ကျတယ်ဆိုတော့ Michael Carrick ရဲ့ယုံကြည်မှုလည်းသူအကောင်းဆုံးဒါသူအကောင်းဆုံး Michael Carrick ကိုငါ့ကိုယုံကြည်တဲ့တယ်ဆိုတဲ့ပုံစံမျိုးသူပြန်ပြနိုင်ခဲ့တယ်ပေါ့ဗျာဆိုတော့ညီကိုတွေဘယ်လိုထင်ကြလဲညီကိုတွေရဲ့အကောင်းဆုံးကစားသမားဒီနေ့ညပွဲမှာဘယ်သူဖြစ်ခဲ့လဲကျွန်တော်ကြိုက်ဆုံးကစားသမားတော့ဒါခိုဘီမိန်နူဖြစ်ခဲ့တယ်ပေါ့ဗျာဆိုတော့အကောင်းဆုံးတကယ်အကောင်းဆုံးတော့ဘရူနိုဗျာဒါပေမဲ့ဘရူနိုကပွဲတိုင်းကောင်းနေတဲ့ကစားသမားဘရူနိုအကြောင်းထူးပြောစရာကိုမလိုတော့ဘူးဘရူနိုအကြောင်းကျွန်တော်မပြောတော့ဘူးဆိုတော့ဘရူနိုအကြောင်းကိုနည်းနည်းလေးရှန်ခဲ့လိုက်မယ်ဘရူနိုနဲ့ပတ်သက်ပြီးပြောစရာကိုမလိုတော့တာဗျာအဲ့ဒါကြောင့်မလို့ဘရူနိုအပဆိုရင်ကျွန်တော်တို့အကောင်းဆုံးကဒါခိုဘီမိန်နူဖြစ်တယ်ဆိုတော့ညီကိုတွေအတွက်အကောင်းဆုံးကစားသမားဘယ်သူလဲဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးသွားကြပါအောင်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတား